ကဲဒီနေ့မှာကျွန်တော်အားလုံးကိုဘယ်လိုမျိုးဘူပိတ်အောင်လုပ်လို့ရမယ်ဆိုတဲ့နည်းလမ်းတစ်ခုပြောပြမယ်နော်အဲ့ဒါကကြတော့ limiting belief လို့ခေါ်တဲ့ကိုကန့်သက်ချက်ရှိတဲ့ယုံကြည်မှုတွေကိုဆက်ပြီးတော့မှယုံနေတာပါပဲတကယ်ပြောတာပါကျွန်တော်တို့ကနေတိုင်းမသိစိတ်တွေကနေအဲ့လိုမျိုးတွေလုံးမိနေတတ်ပါတယ်ကျွန်တော် story ဟာပြောပြမယ်ဆိုရင်ကျွန်တော်အရင်တော့ဆိုရင်ကိစ္စတစ်ခုခုလုပ်ရတော့မယ်ဆိုရင်ငါအရန်ငယ်သေးတယ်ငါ ready မဖြစ်သေးဘူးငါစင်သစ်မဖြစ်သေးဘူးငါကိုအရင်ပြည့်စုံအောင်လုပ်ရအောင်မယ်ဆိုတဲ့အတွေးတွေအများအားတွေးတတ်တယ်ပေါ့နော်တစ်ခါတွေးမိတာကိစ္စမရှိပါဘူးဒါပေမဲ့ရေရှည်အရန်ကြာလာတဲ့အချိန်မှာအဲ့ဒီအတွေးတွေကကျွန်တော်တို့အတွက်အမှန်တရားဖြစ်သွားတဲ့အထိ limiting belief အနေနဲ့ဖြစ်သွားတတ်တယ်ပေါ့နော်ကျွန်တော်အတွက်ဒါအဲ့ဒါအမှန်ဖြစ်ပေမဲ့တကယ်တမ်းကျအမေတော့မှသူအစစ်မှန်မဟုတ်ခဲ့ပါဘူးအကယ်၍ငါအရန်ငယ်သေးတယ် ready မဖြစ်သေးဘူးဆိုတဲ့ဟာကအမှန်တရားတာဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ကဘာကြီးပေါ်မှာကြည့်လိုက်ပါကျွန်တော်ထက်ငယ်တဲ့လူတွေမှာအများကြီးကြီးပွားအောင်မြင်နေတဲ့လူတွေရှိတယ်ပေါ့နော်သူတို့နဲ့ကျွန်တော်နဲ့ဘာကွာသွားလဲဆိုရင်သူတို့မှာလုံရဲကန်ရဲတဲ့တက်တိရှိပါတယ်သူတို့ကအားလုံး ready ဖြစ်တာကိုစောင့်မနေတတ်ပါဘူးလောက်ကြရှိရလုပ်တယ်သူတို့ကစလိုက်တယ်ကြာရှုံးတယ်ပြန်ပြီးပြုတ်ပြင်းတယ်ဒီတိုင်းဆက်သွားကြတယ်ပေါ့နော်ကျွန်တော်ကဒါမရှိသေးတဲ့ပြဿနာတွေကိုကြိုတွေးကြောက်ရွံ့နေပြီးတော့မှအသွေးတွေလွန်ပြီးပိတ်မိနေခဲ့တာပေါ့နော်ဆိုတော့ကိုကန့်တဲ့ယုံကြည်မှုတွေ limiting belief ဆိုတာဒါမျိုးပဲပြောတာဗျတကယ်တမ်းမှန်လားဆိုတော့ကြောက်လည်းမမှန်ပါဘူးတကယ်တမ်းကျွန်တော်တို့အားလုံးဟာအကုန်လုံးကကိုယ့်ဟာနဲ့ကိုယ်လုံနိုင်စွမ်းတွေရှိကြပါတယ်အဲ့လိုမျိုး limiting belief တွေဝင်လာတဲ့ချိန်မှာအမြင်တွေလည်းကျင်းစေလာပါတယ်ဖြစ်နိုင်ရတာနဲ့မဖြစ်လိုက်ရတဲ့ကိစ္စတွေလည်းအများကြီးဖြစ်သွားတယ်ပေါ့နော်ဥပမာထပ်ပြောပြမယ်ဆိုရင်ငါဘယ်တော့မှချမ်းသာလာနိုင်မှာမဟုတ်ဘူးငါဘယ်တော့မှစီးပွားရေးသမားဖြစ်နိုင်မှာမဟုတ်ပါဘူးကွာယောက်ျားတွေအားလုံးဟာသစ္စာမရှိဘူးမိန်းမတွေအားလုံးကလှည့်စားတတ်တယ်ငါရဲ့အခြေအရဘယ်တော့မှပြန်ဆင်ပြေနိုင်မှာမဟုတ်ဘူးစသည်အဲ့လိုမျိုးမတူတဲ့ limiting belief တွေကအမျိုးမျိုးရှိတယ်ပေါ့နော်ကျွန်တော်တို့အများလို့ကြားနေရတဲ့ limiting belief တွေကတော့ငါ ready မဖြစ်သေးဘူးအဆင်သင့်မဖြစ်သေးဘူးငါအသက်အရန်ငယ်သေးတယ်ဆိုတဲ့ဟာတွေပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့လဲအခုကြည့်နေကြတဲ့လူတွေလည်းကိုယ့်ရဲ့ဘဝမှာဘယ်ပိုင်းတွေမှာ limiting belief တွေဘယ်နှခုတော့ပေးနေတယ်ဆိုတဲ့ဥစ္စာကိုစဉ်းစားမိနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီဗီဒီယိုကိုကြည့်ရင်းနဲ့လည်းတွေးမိတာလေးတွေရှိတယ်ဆိုရင် comment မှာတစ်ချက်မျှဝေပေးရလို့ရပါတယ်နော်